ဒီတစ်ခါတော့ကျွန်တော်စီဇာဆက်လက်တုပ်ပြမှာဖြစ်ပါတယ်အရင်ဆုံးစီဇာဆက်လက်တုပ်ဖို့အတွက် romaine lettuce လေးတွေကိုလှီးပြီးတော့ရေးဆေးထားလိုက်ပါတယ်ရေးဆေးပြီးသားဆက်လက်ရလေးတွေကိုရေးစင်သွားအောင်လို့ salad spinner နဲ့မှထည့်ပြီးတော့ရေးစစ်လိုက်ပါတယ်ပြီးရင်တော့အတုပ်ထဲမှာထည့်ဖို့အတွက်ပါမုံမီးကင်လေးလုပ်ဖို့အတွက်ပါမုံလေးတွေကိုအတုံးလေးတွေလှီးပြီးတော့မီးကင်ထားလိုက်ပါတယ်ပါမုံမီးကင်ပြီးရင်တော့ salad dressing လုပ်ဖို့အတွက်ကြက်သွန်ဖြူလေးကိုအရင်ခြေထားလိုက်ပါတယ် capers လေးအနှဲငယ်ကိုလည်းခြေထားလိုက်ပါတယ်တော့ဖြူနဲ့ capers တွေခြေသွားပြီဆိုရင်တော့ anchovy ငပိကောင်လေးတစ်ကောင်လောက်ကိုထည့်ပြီးတော့ထပ်ခြေလိုက်ပါမယ်anchovy လေးခြေသွားပြီဆိုရင်တော့ mustard အနှဲငယ်ထည့်ပါမယ်ကြက်ဥအနှစ်လေးလည်းထည့်လိုက်ပါမယ်အကုန်လုံးရောသွားအောင်လို့နည်းနည်းမှွေလိုက်ပါမယ်ပြီးရင်တော့တမယာသီးတစ်ချမ်းညှက်ပြီးတော့စားနဲ့ငရုတ်ကောင်းနဲ့ထည့်လိုက်ပါမယ်Worcestershire sauce လို့ခေါ်တဲ့ LB sauce နည်းငယ်ထည့်ပါမယ်ပြီးရင်တော့ parmesan cheese လေးထည့်ပြီးတော့ olive oil လေးကိုနည်းနည်းချင်းစီထည့်ပြီးတော့ပြစ်လာအောင်မှွေလိုက်ပါမယ်dressing လေးရပြီဆိုရင်တော့ကျွန်တော်တို့ salad ရွက်လေးကိုထည့်ပြီးတော့နှံ့ကြအောင်မှွေလိုက်ပါမယ်နောက်ဆုံး croutons လို့ခေါ်တဲ့ခုနကပါမုံလေးတွေကင်ထားတဲ့ဟာလေးတွေကိုထည့်ပြီးတော့နောက်ဆုံး parmesan cheese လေးနည်းနည်းဖြူပြီးသွားရင်တော့ Caesar salad လေးရသွားပါပြီ